အရှေ့လေပိုင်းဒေတာပฏิပတ်ခါဒီကြောင့်ကမ္ဘာရေနံစီနှုန်းမြင့်တက်လာမှုအပေါ်ယူရှားနိုင်ငံကဘလို့အကျိုးမြတ်တွေရရှိနိုင်မလဲမဟာဗျူဟာမြောက်အားသားချက်ယူရှားဟာကမ္ဘာအကြီးဆုံးရေနံတဲ့တဘာဝထံငွေထုတ်လုပ်တဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ပါ၏အရှေ့လေပိုင်းပฏิပတ်ခါဒီကြောင့်ဟော်မူရေလက်ကြားကနေရေနံတင်ပို့မှုတွေပြတ်တောက်သွားနိုင်တဲ့အတွက်ယူရှားဟာအခြားရွေးချယ်စရာအဓိကတင်ပို့သူဖြစ်လာနိုင်ပါတယ်ပိတ်ဆို့အေးယူမှုများ၏တက်ရောက်မှုအခွင့်အလမ်းတွေရှိနေပေမဲ့ယူကရိန်းစစ်ပွဲကြောင့်အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အေးယူမှုတွေကယူရှားရဲ့ဈေးကွက်ကိုကန့်သက်ထားဆဲဖြစ်ပါတယ်။လက်ရှိမှာယူရှားရေနံကိုတင်ညုံအိန္ဒိယနဲ့တူရကီနိုင်ငံတွေကသာအဓိကဝယ်ယူနေပြီးအထူးဈေးလျှော့နှုန်းနဲ့ရောင်းချနေရတာဖြစ်ပါတယ်။ဥရောပ၏အကြက်တဲ့ဥရောပသမဂ္ဂ EU ဟာလာမယ့်နှစ်ကုန်ပိုင်းမှာယူရှားစွမ်းအင်အပေါ်မိခိုနေရမှုကိုအပြီးတိုင်ဖျက်တောက်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အခုဖြစ်ပွားနေတဲ့ပထဝီနိုင်ငံရဲ့အကြက်တဲ့ကြောင့်ဒီအစီအစဉ်အပေါ်ပြန်လည်ဆွေးနွေးမှုတွေရှိလာနေပါတယ်။ဈေးကွက်တစ်ပြောင်းလဲအနောက်နိုင်ငံတွေကသာယူရှားစွမ်းအင်ကိုဆက်လက်ပိတ်ပင်နေမယ်ဆိုရင်ယူရှားအနေနဲ့ဥရောပဈေးကွက်ကိုလုံးဝရပ်ဆိုင်းလိုက်ပြီးအသစ်ပေါ်ထွန်းလာတဲ့ဈေးကွက်တွေစီကိုပဲအာရုံစိုက်သွားမယ်လို့သမ္မတပူတင်ကအရေးအမြတ်ပြောကြားထားပါတယ်။နိုင်ငံရေးရာအသားစီရမှုအရှေ့လေပိုင်းအကြက်တဲ့ဟာနောင်လာမယ့်ဆွေးနွေးပွဲတွေမှာယူရှားသက်အခြေအနေကောင်းတွေဖန်တီးပေးနိုင်ပါတယ်။ကမ္ဘာရေနံစီနှုန်းတင်ရင်ဖို့အတွက်ယူရှားရဲ့အငြင်းအမြတ်တွေကိုပြန်လည်အသုံးပြုဖို့ဝယ်ယူသူတွေကပုံမှုစိတ်ဝင်စားလာနိုင်တဲ့အတွက်ပိတ်ဆို့အေးယူမှုတွေကိုရှော့ချပေးဖို့ဒါမှမဟုတ်ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ဆွေးနွေးမှုတွေအထိဖြစ်လာနိုင်ပါတယ်